ကျမနာမည်ကတော့မတ်ချွန်တော်ဝင်းဖြစ်ပါတယ်ကျမကတော့ Prudential မြန်မာမှာ Agency Unit Manager ရာထူးနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကျမမှာတော့6နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်ကျမရဲ့အမျိုးသားကတော့ IT လုပ်ငန်းလုပ်ပါတယ်ရှင်ကျမဘန်တစ်ခုကိုတွားရင်းနဲ့ဒီအသက်အာမခံအကြောင်းကိုသူတို့ရှင်းပြတာနားထောင်ခြင်းနဲ့ကျမသိခဲ့တယ်အဲ့ရှင်ကစပြီးတော့ကျမအသက်အာမခံကိုထားခဲ့တာဖြစ်တယ်ဒါပေမဲ့ကျမလုပ်ငန်းကိုကြတော့အဲ့ချိန်တော့မလုပ်ခဲ့ဘူးပေါ့နော်ဒီ2025မှာပေါ့နော်ကျမရဲ့မိတ်ဆွေအမကနေပြီးတော့အာမခံအကြောင်းလေးသူလာပြောရင်းနဲ့ကျမပို့ပြီးတော့စိတ်ဝင်စားသွားတယ်စိတ်ဝင်စားသွားတော့မိသားစုတက်ဝင်ငွေတစ်ဖက်တစ်လမ်းလေးရအောင်ပေါ့နော်ဒီအသက်အာမခံလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်အနေနဲ့ဆိုတော့ကုသိုလ်ရတဲ့လုပ်ငန်းတစ်ခုလိုပဲကျမအမြင်တယ်ကျမကလုပ်ငန်းတစ်ခုကိုအလုပ်တစ်ခုကိုလုပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအချက်၃ချက်နဲ့ကျမအမြဲတမ်းလုပ်တယ်ပေါ့နော်ကုသိုလ်ရရမယ်ပညာရရမယ်ဥစ္စာရရမယ်ပေါ့နော်ဆိုတော့အသက်အာမခံလုပ်ငန်းကဒီလိုမျိုးအချက်၃ချက်နဲ့သွားကိုက်ညီနေတာတွေ့ရတာပေါ့နော်ပြီးတော့ကျမအကြိုက်ဆုံးပေါ့ကျမဒီပရဟိတတွေပဲလုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်လူတွေကိုမျှဝေရတာလည်းကြိုက်တယ်လူတွေကိုဒီကူညီရတာလည်းကြိုက်တယ်ဆိုတော့အာမခံလုပ်ငန်းနဲ့ကျမနဲ့ကတော့အရန်ပတ်ရှင်မိတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒီအသက်အာမခံလုပ်ငန်းကိုကျမပထမဦးဆုံးအယောင်သွားတဲ့အချိန်မှာပေါ့နော်တွေ့ကြုံရတာဘာလဲဆိုတော့ကျမသွားတဲ့သူတွေဒီ customer တွေဒီအသက်အာမခံနဲ့ပတ်သက်ပြီးတော့သူတို့ကနားလည်ဖို့နည်းနည်းလိုအပ်နေသေးတာပေါ့နော်သူတို့အသက်အာမခံဆိုတာဘာလဲဆိုတာလည်းမသိဘူးသူတို့ဘာတွေရမယ်ဆိုတာလည်းမသိဘူးအဲ့ခါကျတော့ကျမတို့ကအသက်အာမခံဆိုတာဘာလဲကျန်းမာရေးအာမခံဆိုတာဘာလဲကလေးလေးတွေအတွက်ပညာရေးအာမခံဆိုတာဘာလဲဆိုတာကိုသူတို့ကိုနားလည်အောင်တည်တည်ချာချာလေးရှင်းပြရပါတယ်ရှင်အဲ့ဒီဟာလေးကတော့နည်းနည်းအချိန်ယူပြီးတော့သူတို့ကိုရှင်းပြရပါတယ်အဲ့လိုရှင်းပြဖို့ဆိုရင်သူတို့နဲ့အရင်ဆုံးပထမဦးဆုံးပေါ့နော်စကားတွေတည်တည်ချာချာပြောရပါတယ်သူတို့မှာဘာပြဿနာတွေရှိလဲဆိုတာလည်းနားထောင်ပေးရပါတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့မှသူတို့ဒီဘာဖြစ်နေလဲဆိုတာအာမခံကိုယ်စားလှယ်ကသိတယ်အဲ့ဒါဆိုလို့ရှိရင်တော့သူတို့နဲ့ align ဖက်ဆုံး product လေးတွေကိုတော့ကျမတို့ကရှင်းလင်းပြောပြရတာရှိပါတယ်ရှင်ဟုတ်ဒီအခက်အခဲတွေကြုံလာမယ်optician တွေပေါ့နော်ဒီမြင်းဆိုခြင်းတွေတွေးလာတဲ့အခါမှာအာမခံကိုယ်စားလှယ်ကစိတ်ရှည်သိခံရမယ်ဒီတန်ကိုတောင့်ခံနိုင်ရမယ်အဲ့ဒါလေးတစ်ခုရှိရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာပြည်မှာအာမခံနဲ့ပတ်သက်ပြီးလူတွေကအရန်ကိုသိတာနည်းသေးတယ်။ knowledge sharing ကဏ္ဍတွေကလည်းအရန်နည်းသေးတယ်။အရန်နည်းနေတာဖြစ်တဲ့အတွက်လူတွေကတော့ညင်းပါပဲ။ကိုအယောက်100သွားပြောရင်အယောက်90ညင်းပါပဲ။အဲ့လိုညင်းတဲ့အခါမှာအာမခံကိုယ်စားလှယ်ကငါ့ကိုတော့ညင်းတယ်ဆိုပြီးတော့ဒီအလုပ်ကိုဆက်မလုပ်ဘူးဆိုလို့ရှိရင်ကြာရှုံသွားမှာပေါ့နော်။ဆိုတော့ကျမတို့ဒီဘာရှိရမလဲဆိုတော့ resilient ပေါ့နော်။ဒီဟာကိုသိခံနိုင်ရမယ်။ဒီအခက်အခဲကိုရအောင်ကျော်လွှားနိုင်ရမှာပဲကျမဟိုးငယ်ငယ်လေးကပရဟိတတွေလုပ်တယ်အရင်တော့ဆိုကျမလုပ်ခဲ့တဲ့ဟာဆို mobile clinic တွေထောင်းတယ်ကလေးစာမတင်ရတဲ့ကလေးလေးတွေဆိုစာတင်ပေးတာမျိုးအဲ့လိုမျိုးတွေဟိုးငယ်ငယ်ကလုပ်ခဲ့ပူတယ်ပေါ့နော်အဲ့ဒါကလည်းပရဟိတလုပ်ငန်းဖြစ်တယ်လို့ဒီလိုမျိုးကျမအာမခံလုပ်တဲ့အခါမှာကျမအာမခံ knowledge တွေ sharing လုပ်ပြီးရင်လူတွေအများကြီးသိမယ်ဒါဆိုလဲဒါကလည်းပရဟိတလုပ်ငန်းတစ်ခုပဲအဲ့လိုမျိုးသိအောင်တက်အောင်ပြောပြပေးမဲ့ financial advisor တွေကိုအများကြီးကျမမွေးထုတ်မယ်အဲ့ဒါကျမရဲ့ big picture ပဲဟောတစ်ချိန်မှာဒါတွေဒီအများကြီးကျမအတွက်အောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ်ဒီအာမခံလုပ်ငန်းကနေပဲဒီလုပ်ငန်းကကျမ big picture ကိုအကောင့်ထဲပေးမှဖြစ်တယ်အာမခံလုပ်ငန်းကနေပြီးတော့ကျမအတွက်ကောကျမရဲ့သမီးလေးအတွက်ကောကျမတို့ဘဝမှာ successful life ကိုသွားဖို့အတွက်ကောအများကြီးအထောက်ပံ့ပေးမဲ့အရာတစ်ခုဖြစ်ပါတယ်